ငါမေးပါဦးမယ်ငါတို့မျိုးဆက်ကမြမဦးခေါင်းကြီးကြိုက်ပြီးမွေးလာကြတယ်နင်တို့အဖေအမေတွေကိုလည်းမေးကြည့်ကြပါဦးကျောင်းပြီးခါနီးအရွယ်လေးရောက်လာလို့ကို့ခြေထောက်ပေါ်ကိုရက်တယ်မဲလို့တော့စောက်ကိုဘစ်ကထဖြစ်တယ်လေကိုဘစ်ကမပြောက်သေးဘူးမအိမ်တော့အာနာသိန်းနဲ့ပြည်တွင်းစစ်ဖြစ်တယ်အာနာသိန်းလို့ဒုက္ခရောက်နေပါတယ်ဆိုမှငရှင်ကလှုပ်ရေကကြီးရွာတွေမြုပ်တယ်အခုတော့တတိယကမ္ဘာစစ်ဖြစ်ဖို့တာဆုနေပြန်ပြီမပြောတတ်တော့ဘူးနင်တို့အဖေအမေတွေကိုလည်းမေးကြည့်ကြအောင်နင်တို့မွေးလာတော့ကမြမဦးခေါင်းကြီးကြိုက်ပြီးမွေးလာတာလားလို့အခုလည်းကားမောင်းတာကိုစုံရက်မရက်ပဲမောင်းပါယူကိုပတ်စံနဲ့ကိုဝယ်ထားတဲ့ဖုန်းနဲ့မပုတ်တင်ရမယ်အခွင့်ဆောင်ရမယ်တဲ့တချို့ကပြောကြသေးတယ်မြန်မာနိုင်ငံမှာလူဖြစ်လာရတာတိတ်ကိုကံကောင်းတာပဲတဲ့စပတ်ကိုကံကောင်းတာလားငါမဆဲကျင်ဘူးနော်နဲတဲ့အခုတုံကံတော့မဟုတ်ဘူးကြုံရဆုံးကဝင်ဒုက္ခကကြီးလိုက်ဒီစားကြီးလက်တွဲပြီးကိုယိုကာရရှောက်လည်းမနေကြတော့လေဖရားတရားလေးလောက်ကြအောင်ဘဝကကိုဗစ်လဲကြုံအာနာသိန်းလဲကြုံငရင်လဲကြုံစစ်မှုထမ်းလဲကြုံကမာစစ်လဲကြုံစုံရက်မရက်လဲကြုံစပတ်လိုပဲအေး